တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာမောင်ခိုင်အောင်ရဲ့မှတ်တိုင်းဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ်ရင်ခွဲယုံတကားပေါက်ရှိတွင်မြက်များကျိုးတို့ကျဲတဲ့ရှင်နေသည်နနက်ပိုင်းကရွာထားသောမိုးကြောင့်တဲဆန်ဆန်မြေနှိမ့်နှိမ့်တွင်ရေအနှဲငယ်ဝင့်နေသည်ထိုရေဝတ်အိုင်ကလေးကိုကြောလျက်တကားဝသို့ကိုမြကျော်ညင်သာစွာခုန်သည်မိုးကာလဖြစ်လျက်နှင့်ဂရိပါဖက်နှက်စီးထားသည်လူသွားစင်းညံလန်းကိုဖျက်လျှောက်ပြီးအလောင်းများထားရာခမ်းမ၏တကားဝတွင်သူရက်သည်လွယ်အိတ်ထဲမှစီးကရက်ဘူးနှင့်မိကျစ်ကိုထုတ်သည်မင်းကြီးကအားရပါးရဖွာရှိုက်ပြီးလျင်ကျွန်တော်အားနောက်လှည့်ကြည့်သည်ကျွန်တော်ကပထမတကားဝတွင်သာရှိသေးသည်သူ့ဦးခေါင်းကိုအောက်သို့ဆက်ကနေငုံငါဝင်ခဲ့ပါသဘောနှင့်ကျွန်တော်ကိုခေါ်သည်သူ့အနီးသို့ကျွန်တော်ရောက်လာသောအခါအထဲသို့လှမ်းကြည့်ပြီးဝင်မိဟန်ပြင်သည်တုံကနေရက်ပြီးပြန်လှည့်သည်စိမ့်ရွှေပုတ်ဧည့်သောအနံ့သည်လွင့်ပြန့်နေ၏ကိုမြကျော်ကစီးကရက်ကိုကမ်းပြီးအော်ခမည်းမှမတောက်တတ်ပဲဟုပြောသည်သူ့စကားသံ၌စိတ်လှုပ်ရှားမှုကန့်ညိနေသည်ရင်ခွဲယုံဆောင်ကကျွန်တော်တို့ကိုအထဲမှခေါ်သည်ကိုမြကျော်ကလက်ကပြသည်ထုတ်ယူခဲ့ဟုလက်ဟန်ဖြင့်ပြသည်အထမ်းသမားနှစ်ဦးကအလောင်းကိုတံများထမ်းစင်ပေါ်သို့ရွှေ့တင်သည်အလင်းအောင်အားနေနေတော်လဲမိုးမောင်နေသောဝမ်းပိုက်နှင့်ကိုဝင်ဆောင်အမျိုးသမီးငယ်ကိုမနီးမွေးမှပင်ကျွန်တော်မှတ်မိနေသည်သူတို့ကအလောင်းကိုထမ်းတယ်လာစဉ်ကျွန်တော်တို့ဥစွာထွက်ခဲ့ကြသည်ရင်ခွဲယုံနှင့်ကွန်ကရစ်လမ်းငယ်အဆက်သွဲလျက်ဇရက်ဆန်းဆန်းအဆောက်အုံတစ်ခုရှိသည်တင်းချိုင်းသို့တကြိုရန်မသွားမီအလောင်းကိုထိုဇရက်၏အုတ်ခုံမြင့်မြင့်တွင်ထားသည်ထိုနေရာတွင်ဖျားချမ်းတစ်ချက်ခင်းထားသည်ခက်လန်းလန်းတွင်လူသုံးဦးသည်အတုပခေါင်းကိုလက်ဆတက်နေသည်အစိမ်းနူရောင်ပလတ်စတစ်ကိုဖြတ်ကိုက်ပြီးခေါင်းပြင်တွင်တန်မှုရိုက်၍ကဲ့ရန်သာကြံတော့သည်ကိုမြကျော်ကသူတို့အပားတွင်ရက်လျက်အုတ်ခုံပေါ်တွင်ထားသောအလောင်းကိုငေးကြည့်နေသည်ကိုကြီးသိန်းရေဆရာတော်ကိုကတ်မဲ့တရားပွဲအုံးပွဲမှာပစ္စည်းတွေအားလုံးဆုံးရဲ့လားဟိုရောက်ရင်လည်းခမည်းပဲသွားပင်းလိုက်ပါနော်သူကပြောသည်တန်ရိုက်နေသူတူထလာပြီးသင်္ကန်းတစ်စုံပဲကြံတဲ့ဆရာကျော်ဒါပြီးရင်စိုက်ကားနဲ့သွားဝယ်လိုက်မယ်ဆရာတော်ကတော့တင်းချိုင်းထဲကနီးရကျောင်းတစ်ခုကပင့်လိုက်ရင်ရပါတယ်ထိုသူမှာကိုမြကျော်နှင့်အလွန်ခင်မင်သောအိမ်နီးချင်းပရဟိတသမားတူဖြစ်သည်အားကိုးပါတယ်ကိုကြီးသိန်းရေဟုကိုမြကျော်ပြောသည်ကိစ္စဝိစ္စအားလုံးကိုလွှဲအပ်ထားပုံရသည်အလောင်းကိုကြည့်ရန်ကျွန်တော်လာစဉ်ကိုမြကျော်ရက်လျက်ကြံခဲ့သည်မိုးမုံကလေးများကြလျက်နှင့်ပင်နေအယောင်ဝင်းနေသည်မိုးမောင်နေသောဝမ်းပိုက်သည်မျက်စိလွှဲထားတော်လဲအမြင်အာရုံထဲသို့ရောက်နေသည်ပန်းနူရောင်နှင့်အဖြူပန်းကွက်ကလေးများပါသောဖလန်နယ်အနှွေးတယ်လက်ရှိကိုကျဲသီးစုံတက်လျက်သူမဝတ်ထားသည်လက်အစုံသည်ဖောရောင်မို့မောက်လျက်ဝင်းထိန်နေသည်ခုထားစရာနောက်ခံခေါင်းအုံမရှိသောကြောင့်ပိန်သွဲသောလေပင်သည်စောင်းလိမ်လျက်ပခုံးနှင့်ပါထိနေသည်ဖြစ်သလိုနှောင်ထားသောသပင်များပြေရောကာလေပင်အောက်တွင်တချို့ဥကောင်းနောက်ဝဲတချို့ဖြာကျဲနေသည်သူမ၏မျက်နှာပြင်တစ်ခုလုံးဝါထိန်နေသည်ပါးပြင်နှစ်ဖက်ဖူးရောင်လျက်နှကမ်းများပြာနှမ်းထူအန်းနေသည်ဖောင်းမိုသောမျက်ခွန်အောက်မှဘဲဘက်မျက်လုံးအိမ်သည်မတိမတာလေးပွင့်ဟနေသည်နှစ်ဖူးကျဲကျဲနှာတံမပေါ်တပေါ်နှင့်ရုပ်ရည်တန့်ပြန်သောမိမငယ်တူဖြစ်သည်သူမဘဝ၏အနာဂတ်သူမတည်ပိုးခဲ့သောရင်သွေးသူမ၏မျှော်လင့်ချက်မျိုးဆက်အရာအလုံးသည်ကြေကွဲပြတ်သုံးခဲ့ရပြီသူမနှင့်တူလိုက်ပါသွားမည်ရင်သွေးသည်ယောက်ျားလေးလားမိန်းကလေးလားသူမသိခွင့်မကြုံငယ်ကျွန်တော်မသိကိုမြကျော်လည်းမသိလောကကြီးကလည်းမသိသိရန်လည်းမလိုအပ်တော့ပြီကျွန်တော်လှည့်ကြည့်လိုက်တော့ကိုမြကျော်ကအလောင်းစီသို့ငေးကြည့်နေသည်ခေါင်းအုပ်တစ်ခုသို့မဟုတ်လုံကြီးအင်ကြီးစားများကိုဘေးပတ်ဝန်းကျင်တွင်ရှာကြည့်သည်မြို့များပွင့်ထွက်ပြီးပေရည်နေသောခေါင်းအုပ်စုတစ်ခုကိုတွေ့သည်မသင့်တော်ပေ
အာတုဘခေါင်းဆက်ရာမှကြံငယ်သောပြင်တို၃ချက်ကိုကြံငယ်သောပလတ်စတစ်စဖြင့်တက်တက်ရက်ရက်လေးပတ်သည်သူမ၏ဥကောင်းအောက်တွင်ခုသည်ဥကောင်းကိုတဲ့သည်သပင်ကိုလက်ပင်ဘေးတွင်စုခွေထားလိုက်သည်ကျွန်တော်နီးသို့ကိုမြကျော်ရောက်လာသည်သူမ၏ခြေမှနှစ်ချောင်းကိုတရေကွင်းဖြင့်ပူးနှောင်သည်အလောင်းကိုမကြည့်ဘဲကြောခိုင်းလျက်ရက်သည်စီဂရက်ဖွာရှိုက်ခါအာတုဘအခေါင်ပြုပြင်နေသူများကိုကြည့်နေသည်သူ့လက်မှနာယီကိုငုတ်ကြည့်ပြီး12နာရီကျော်ရုံပဲရှိသေးတယ်ကိစ္စထွေထွေထူးထူးမရှိတော့ပါဘူးနိဗ္ဗာန်ရင်ကတနာရီလာမယ်လေကမ်းနာဘက်ကလက်ဖက်ရည်ဆိုင်သွားမယ်ကိုခိုင်အောင်တခုခုစားပါလားကျွန်တော်မစားချင်ဘူးလက်ဖက်ရည်ဆိုင်သွားလေကျွန်တော်တို့ထိုနေရာမှထွက်လာခဲ့ကြသည်မနေ့ကဤအချိန်မျိုးတွင်ဤနေရာမှအာတုဘတစ်ခုကိုစီစဉ်လိုက်ပို့ခဲ့ကြသည်ကျွန်တော်တို့နှင့်ကျောင်းနေဘက်မိတ်ဆွေတို့၏ဖခင်ဖြစ်သည်စစ်တွေသို့ဆေးကူလာရင်းဆေးရုံ၌ဆုံးသွားသည်ကျွန်တော်တို့မိတ်ဆွေအဝန်းဝိုင်းများစုပေါင်းစီစဉ်ခဲ့ကြသည်၎င်းမှဆက်၍ကိုမြကျော်၏ယခုကိစ္စတီးသန့်ပေါ်လာခြင်းဖြစ်သည်ကုန်ငယ်သောတမြန်နေ့က8နာရီအထိထိုအာတုဘ၌ကိုမြကျော်သည်ကျွန်တော်နှင့်ရှိနေခဲ့သည်တန်ဃာတော်တရားနာရန်ကြွလာစဉ်စာပေမိတ်ဆွေတို့နှင့်တွေ့စရာရှိ၍သူပြန်သွားသည်ဆရာတော်တရားဟောကြားနေစဉ်လက်တလောဆုံးလာသောအလောင်းတစ်ခုကိုရင်ခွဲရုံသို့တည်လာသည်အစပိုင်းတွင်ကျွန်တော်တို့တာမန်မိမိရော့ရော့ခက်မာမာဟောက်တန်းအောက်ကျတောင်းမန်တန်းယောက်ျားတံမဲ့ငိုတန်းထောက်ဝက်နှင့်ပြောသံများကျဲလာသည်အာယုံများကထိုဘက်သို့လှည့်သွားသည်ကိုဝေနှင့်အမျိုးသမီးတို့၏အလောင်းကိုရင်ခွဲရုံတကားဝတွင်ချထားသည်ခက်ဖွဲဖွဲမိုးထဲတွင်တည်လာသောကြောင့်မိုးရေဆူရွှဲနေသည်နှစ်ဖူးနှင့်နှာသီးဖျားတွင်တင်နေသောမိုးဆက်များသည်ခက်ဆောင်းဆောင်းထိုးကြနေသောမိရောင်နှင့်လက်နေသည်လင်ယောက်ျားဖြစ်ဟန်တူတူသည်လွယ်အိမ်နှလုံးကိုတစ်ဖက်တစ်ချက်လွယ်ပြီးတိုလီမိုလီပါသောကြိမ်ချင်းတစ်ခုကိုဘယ်လက်လေးစင်တွတ်ကြိုက်တစ်ခုကိုညာဘက်တွင်ကင်ကာအလောင်းဘေးတွင်ရက်နေသည်ဝမ်းထဲကြေကွဲနေသဖြင့်နှကမ်းများတုံရင်ပါဇက်မဲ့ရွဲ့ကာစကားကိုပြပြပြင်းပြင်းမပြောနိုင်ပေရင်ခွဲရုံဆောင်လူငယ်ကပိတ်ထားသောတကားဝတွင်ရက်ခါစကားရင်းရင်ပြောနေသည်အနှဲငယ်တောက်စားထားပုံရပေသည်အကိုတို့စဉ်းစားကြည့်ပါဦးဒီလူတွေကသူတို့အလောင်းကိုအမိုက်ပုံလိုဒီမှာထားခဲ့မယ်လာမယ်မလာမယ်တေးကြတာလည်းမဟုတ်ဘူးဒါကျမ်းမာရေးဌာနပါရက်စွန်းလာရင်ပတ်ဝန်းကျင်ကိုထိခိုက်မယ်မလာရင်ကျွန်တော်တို့မောပြီအလုတ်ရှုပ်ရတဲ့တဲမှာဒီအလုတ်ကစိတ်ညစ်စရာအကောင်းဆုံးပဲကျွန်တော်တို့ရောက်လာသောအခါသူ့လေတန်းကအလုတ်သဘောဆန်သွားသည်ဟေ့လူမိမသေးတာအဆန်းလားဗျဥတူတူကြောင်တောင်နဲ့ခမည်းပြန်လာမဲ့သူမဟုတ်ပါဘူးပေးမထားနိုင်ဘူးဗျဟိုစီရက်မှာထားပြီးဖြစ်တယ်လို့တကြိုပေါ့အလောင်းရှင်သည်ကြေးတော်နေသူတူဖြစ်သည်တစုံတရာတုံ့ပြန်ရန်ကိုနှုတ်အမူအရာပြင်သည်ပါဇက်မှအတန်ထွက်မလာပဲကျွန်တော်တို့ကိုပါဇက်ဟမျက်လုံးပြူးကာစိုက်ကြည့်နေသည်သူသည်တရက်တကြီးမြို့ပေါ်၌အာတုဘအတွေ့အကြုံမရှိသူလှုပ်ထုံးအစင်လာများကိုတိနားလဲခြင်းမရှိသူဒီအထဲပရိဒေဝဖိစည်းနေသေးသည်ကျွန်တော်တို့ကညှိညှိနှိုင်းနှိုင်းပြောပေးသည်ခမားတို့ဘဲကလဲငွေဘလောက်ကြံသေးသလဲ100ကျော်စစ်တွေမှာအတိမိတ်ဆွေရှိသလားမော်တော်စိတ်မှာမနှက်ဖြန်မနှက်9နာရီလောက်ဒီကိုလာခဲ့ငွေ900လောက်ရှာခဲ့အစင်မပြေရင်ပစ္စည်းတွေရောင်းပြဟဲ့လူဖြစ်အောင်လာနော်မလာရင်ခမားတို့လိပ်စာဆေးရုံမှာရှိတယ်မလွယ်ဘူးနော်ဟဲ့လူခမားတော်တော့ရင်ခွဲရုံဆောင်အားကျွန်တော်တို့ကဟန်တာဖြောင်းဖြကြသည်မိတ်ဆွေတူကရော့ခမားကလေးတွေစာအုပ်ဝယ်ဖို့ဆိုပြီးငွေ100ပေးသည်အရက်တော့မပြစ်နဲ့နော်တောက်ချင်ရင်ဟိုမှာရှိတယ်ဟုတောက်တနေရာကိုညွှန်သည်တကားကိုဖွင့်ပြီးအလောင်းကိုအထဲသို့သွင်းလိုက်သည်ထိုယောက်ျားကမတုံမလှုပ်ရက်ကြည့်နေသည်ကျေးဇူးတင်ပါတယ်ဟုအခါခါထပ်ပြောပြီးမိုးထဲတွင်သူထွက်သွားခဲ့သည်ဒီဖြစ်ရက်ကိုအာတုဘပိုရင်တင်းချိုင်းမှကျွန်တော်တို့ပြန်ပြောပြကြသည်ကိုမြကျော်စိတ်ဝင်စားနားထောင်သည်လှုပ်လှုပ်ရှားရှားသူဖြစ်သွားသည်အမျိုးသမီးကကိုဝင်နဲ့ပေါ်ဟုတွေးဆဆတူးတဲပြောပြီးတခုခုကိုစဉ်းစားသလိုဖြစ်နေသည်ရောက်တဲ့ရာရာပြောနေသောစကားဝိုင်းတွင်သူဝင်မပါတော့ပေကိုမြကျော်ကအိန္ဒြေသမားအတွေးသမားဖြစ်သည်မျက်နာတီတီနှင့်မဟုတ်ဘဲနှစ်လိုပွဲအပြုံးရှိသည်စိတ်ရင်းဖြူစင်ပြီးကုညီတတ်သူဖြစ်သောကြောင့်ခင်မင်လေးစားကြသည်မြောက်ဦးမြို့နယ်ကြေးတော်ရွာချောင်လေသောမိသားစုတွေကကြီးပြင်းလာသည်မြို့နေအထက်လွှာများလိုတန့်ရှင်းသက်ရက်စွာဝစ်စားနေထိုင်တတ်သည်
ကျွန်တော်ကတောသားပင်မဲ့မင်းသားလေးလိုနေခြင်းစိတ်ပါလာတယ်အဖေကကြည့်လို့ကိုမရဘူးတဲ့ဝစ်ပါတယ်ပေါ့ဗျာဟုသူ့ကိုယ်သူခက်လောင်လောင်ပြောတတ်သည်ကျွန်တော်နှင့်စစ်တွေကောလိပ်တွင်စုံညသည်စာပေအနုပညာမျက်နှိုးစိတ်တူသောကြောင့်ညီကိုပမာငယ်ပေါင်းရင်းပမာချစ်ခင်ခဲ့ကြသည်အနေထိုင်ပြောဆိုနူးညံ့သလောက်အစားအသောက်ကြံ့ကြံ့ခံနိုင်သည်အလဲတန်းဆရာဘွားနှင့် BED အထက်တန်းဆရာဖြစ်သင်တန်းကျွန်တော်တို့တက်ကြသည်တက်ချင်လို့မနေကြိုးစားပြီးတက်လာရတာစီးပွားရေးကအရင်လိုမဟုတ်အဖေဆုံးပြီးမိသားစုကိုတာဝန်ယူနေရသည်ဟုပြောသည်သင်တန်းတစ်လျှောက်နက်နက်ညစားကျောင်းထမင်းဟင်းမှလွဲ၍ဘာမှမစားလက်ဖက်ရည်ကော်ဖီမတောင်းကျွန်တော်တို့လက်ဖက်ရည်ဆိုင်ထိုင်လျင်ရင်နွေးချမ်းတောက်ပြီးဆက်လိပ်ဖွာမည်ကျွေး၍လည်းမရဆက်လိပ်ကိုတော့ဆွဲလန်းသည်ညဘက်များတွင်တရောအိုကလေးနှင့်နှဲ့နေတတ်သည်ကျောင်းအားလျင်တခါတရံမြေနီကုန်းပန်းဆိုရန်စာအုပ်အဟောင်းဆိုင်များကိုတွားမှွေကြဈေးပေါ်လျင်ဝယ်စုကြသောဇယိုင်မျိုးကျွန်တော်နှင့်တူသည်ကျောင်းပြန်သောအခါသူ့စာအုပ်များကကျွန်တော်နှစ်ဆရှိမည်စစ်တွေတို့တူတောင်းဝင်ကြသောအခါကျွန်တော်ပျော်သည်သူ့ရည်ချင်းနှင့်စိတ်ဓာတ်ကိုကျွန်တော်ယုံသည်စာပေအနုပညာတွင်သူပို၍ရှင်သန်လာသည်ပညာရေး၌လည်းသူအောင်မြင်သည်ဝင်ငွေကိုသိက္ခာအပြည့်နှင့်ရှာပြီးဂုဏ်သိက္ခာရှိစွာနေထိုင်သည်သူ့စေတနာကိုတပည့်များမိဘများကနားလည်ကြသည်သူ့ညီမလေးနှစ်ဦးနှင့်အတော်ကိုခေါ်သည်ကျွန်တော်တို့စာပေသမားကျောင်းဆရာဆိုတာအပေးသမားတွေပါအစွန့်သမားတွေပါဗျာယူတယ်ဆိုတာမဟုတ်ပါဘူးဘဝမှာအိန္ဒြေရရလေးနေဖို့နောက်ထပ်များများပေးနိုင်မှုအတွက်ပါဗျာသူ့အတွက်ဘဝလမ်းကိုရွေးချယ်ပြီးသားဖြစ်ပေသည်မနေ့ကအာသုဘအပြန်တွင်သူကစကားဆန်းဆန်းပြောသည်တစ်ဖက်သားကိုအထင်သေးစော်ကားတယ်မဟုတ်ပါဘူးကျွန်တော်စိတ်ထဲတစ်မျိုးကြီးဖြစ်နေတယ်ဟိုလူကသူ့မိန်းမကိုလာပြီးတကြိုဖို့တိတ်မလွယ်ဘူးထင်တယ်အဲ့ဒါဆိုရင်တော်တော်စိတ်မကောင်းစရာပဲကိုဝင်တယ်ဆိုတော့ဘိုက်ထဲကခလေးအတွက်ပါခံစားရတယ်ဗျာခမားကလူပြိုကြီးမို့လို့ပေါ့မိသားစုနဲ့ကလေးဖေဆိုရင်ဒီတဲ့ပိုခံစားရမှာကျွန်တော်ကခက်ပေါ့ပေါ့ပြန်ပြောခဲ့မိသည်သူကဘာမှပြန်မပြောနွမ်းပဲ့စွာပြုံးသည်သူ့မျက်လုံးများကဝေမှိုင်းနေလေသည်ယနေ့နက်နက်10 နာရီခန့်တွင်ကျွန်တော်ထံသို့သူရောက်လာခြင်းဖြစ်သည်ကိုခိုင်အောင်လိုက်ခဲ့ပါဗျာမနေ့ကအာသုဘကိုကျွန်တော်စီစဉ်နေတယ်နောက်မှအေးအေးဆေးဆေးပြောပြမယ်လာသွားကြမယ်ကျွန်တော်တို့နှစ်ဦးဝေယဝိဆာတွေနဲ့အလုရှုံနေသဖြင့်စကားရှည်ရှည်မပြောပြကြသူနှင့်မြည်တို့ပတ်သက်သွားသလဲကျွန်တော်မတွေးတတ်ရင်ခွဲရုံရှိ၌လမ်းမကြီးသည်တောင်နှင့်မြောက်ကိုဖြန့်တန်း၍ပြေးနေသည်ဤလမ်းကိုတောက်မှန်ကြလျက်အရှိအနောက်ဖြတ်သောလမ်းရှိသည်လမ်း၏အရှိဘက်ဆုံး၌ကလရန်မြစ်လမ်းဖြစ်သည်ညာဘက်တွင်စေးရုံဝင်းကြီးတစ်ခုဖြစ်၍အဝါရောင်အဆောက်အုံများဇက်တိုက်ရှိနေသည်လမ်း၏အနောက်တစ်ဖက်တွင်ခြေလက်တော်ရွာနှင့်တစ်ပင်ကြီးများအစီအီရှိသည်ပတောက်ပင်များနှင့်ပြင်းမာပင်များပါသည်တစ်ရိပ်အောက်တွင်စတိုးဆိုင်ငယ်များဆေးဆိုင်ငယ်များရှိကြသည်မြစ်ပြင်ကိုမျက်နှာမူလျက်ကျွန်တော်တို့ရှောက်လာကြသည်မြစ်ဘက်နှင့်နီးလာလျင်ပင်လယ်ကပွီးပင်များရှိသည်မြစ်ဖက်မှလေတိုက်နေသဖြင့်ကပွီးရများတရှဲရှဲတရှိရှိမြည်နေသည်မနေ့ညနေဘက်ကျူရှင်ပြီးတော့ကိုစောစီကိုသွားတယ်ကျွန်တော်နဲ့ခင်တဲ့ဆရာဝန်ကဗျာဆရာလေးကိုခိုင်အောင်သိပါတယ်အာသုဘမတကြိုပြဖူးဗျာအဲ့ဒီအမျိုးသမီးရဲ့ဆေးရုံမှတ်တမ်းတွေလည်းကိုစောကူညီပေးပါတယ်ကျွန်တော်ပေါ်တန်တရားကင်းပြီးသားပါယောဂါကအီကလစ်စီယာဆိုလားပဲကိုဝင်ဆောင်သွေးအစိတ်တင်တယ်ပေါ့ဗျာမိခင်လောင်းတူနေနဲ့အာဟာရလည်းတော်တော်ချွတ်ယွင်းနေတယ်ဆေးဝါးကုသမှုလည်းနောက်ကျတယ်ဆင်းရဲတာလည်းပါမှာပေါ့လေလမ်းရှည်တဲ့မှမြစ်ပြင်ကိုမြင်နေရသည်နောက်ခံတောင်တန်းကြီးများမှုံဝါးဝါဖြစ်နေသည်ကျွန်တော်တညလုံးအိပ်မရဘူးတင်းချိုင်းမှာကိုခိုင်အောင်တို့ပြောနေကြတဲ့ကကျွန်တော်စိတ်မကောင်းတော်တော်ဖြစ်သွားတယ်အခုလိုမိုးဦးမှာပဲကျွန်တော်အမေဆုံးတာကိုဝင်ကြီးနဲ့ပဲကျွန်တော်မျက်စိထဲအခုထိမြင်နေသေးတယ်သူ့အတန်အနေငယ်လှိုက်ပြီးတိတ်သွားသည်ကျွန်တော်ရင်ထဲစွန့်နှင့်သွားသည်မြစ်မှာလှိုင်းပုတ်တမ်းများကြားနေရသည်ကျွန်တော်ကမြောက်ဦးမှာစတင်နေတယ်6တန်းညီလေးတယောက်ရတော့မယ်ဆိုပြီးပြောနေတာအမေဆုံးတယ်လို့သိရတော့ငိုတာပဲအဲ့ဒီတုန်းကမိုးကြီးလို့ချောင်းတွေလဲခွင်းထဲမှာရေတွေရှမ်းနေတာကျွန်တော်မှတ်မိသေးတယ်ရွာကိုလှေနဲ့လာခဲ့ပေမဲ့လှေပေါ်မှာငိုတာပဲအ
အမျိုးသမီးရဲ့အလောင်းကိုခတ်ဝေးဝေးကကြည့်ရင်ကျွန်တော်အမေလိုပဲသူကအသက်ငယ်တယ်ကျွန်တော်အမေဆုံးတော့34ကျွန်တော်နဲ့ညီမလေးတွေကြံခဲ့တယ်သူ့မှာကပထမဦးဆုံးသားဦးကိုဝင်းအေးဗျာလူဘွားမှာဘလို့ခေါ်မလဲကျွန်တော်တို့စကားမဆက်မိကြကိုအတွင်းနဲ့ကိုရှိနေကြသည်မနဲ့လင်းချင်းမှာပဲဆေးရုံကိုကျွန်တော်သွားတယ်တာဝန်ယူပြီးမိသည်ကြိုမယ်ပေါ့ဘာမှမပတ်သက်တဲ့သူဆိုတော့ပြောပြရှင်းပြရတာပေါ့ကိုစော်ကအများကြီးထောက်ခံကူညီပေးပါတယ်ငွေကုန်တာကိုထားဒီကိစ္စပြေလည်ဖို့အောက်ကျတောင်းပန်ရမှာကိုလည်းကျွန်တော်ဝင်မလေးပါဘူးဆေးရုံတာဝန်ရှိသူတွေလည်းအများကြီးကောင်းပါတယ်ဆရာဝန်ကြီးကိုကျွန်တော်ပြောခဲ့တယ်ကျွန်တော်အမေလည်းသူ့လိုဆုံးခဲ့ပါတယ်အမေအတွက်အမှတ်တရလုပ်တာပါအခုလိုခွင့်ပြုတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့သူကလက်ဆွဲနှုတ်ဆက်ပြီးပြန်ထွက်ခါနီတာဓုပါလို့တောင်ရီမောမောပြောသွားသေးတယ်သူပေါ့ပါသွားသည်အပျော်သံကပ်ပါလာသည်ထောင်စုသစ်ကြိုတဲ့အမေအလွမ်းပြေကုသိုလ်ပွဲကင်းလေးပေါ့ကျွန်တော်ပြောလိုက်သည်ခမည်းဟာကကြပြားတစ်ပိုက်စပြီလေဆက်လုပ်ဗျာကလေးငယ်တူပမာသူပြုံးရည်သည်မြစ်ပြင်ကိုမျက်နှာပြထားသောလက်ဖက်ရည်ဆိုင်ထဲဝင်ထိုင်ကြသည်မိုးဦးလေကြောင့်အနှဲငယ်လှိုင်းကျန်းနေသည်မြစ်တစ်ဖက်ကမ်းမှာတောင်တန်းများကိုလုံးဝမမြင်ရတော့ကြဟိုဘက်ကမ်းကပေါက်တော်မြို့နယ်ပဲအမျိုးသမီးရဲ့နေရက်ကခန့်ကြားလားပုံနေကြီးလားမသိဘူးဆရာဝန်လည်းရေးဆိုတော့ဖတ်ရမလွယ်ဘူးပေါက်တော်ကမိတ်ဆွေတွေသိမှာပါကျွန်တော်တို့ခရီးကြုံလို့ရောက်ရင်လဲအကျိုးအကြောင်းဝင်ပြောရတာပေါ့သူ့ယောက်ျားအခုနေအာသုဘမှာရောက်လာရင်တော့ကောင်းသွားမယ်ကိုမြကျော်အေးဗျာသူလည်းမလာပဲဘယ်နေခြင်းမလဲနိဗ္ဗာန်ရင်ကို15မိနစ်ခန့်စောင့်ဆိုင်ပေးပါရန်ကိုမြကျော်ကမြစ်တာရက်ခံသည်စီဂရက်ဖွာလျက်လမ်းမကြီးဘက်ကိုကြည်ရင်နာယီကိုကြည်ရင်ကိုမြကျော်စိတ်လှုပ်ရှားနေသည်စီဂရက်ကိုမြောင်းထဲသို့လွှင့်ပစ်ပြီးကားဆရာကြီးသွားကြမယ်ဟုဆိုကာကားပေါ်တက်သည်နိဗ္ဗာန်ရင်ကရှေ့မှစထွက်သည်နောက်မှတိုယိုတာနောက်ပွင့်ကားလေးတွင်ကျွန်တော်ကိုမြကျော်နှင့်ကိုကြီးသိန်းတို့ဖွဲ့လိုက်ပါခဲ့ကြသည်အာသုဘကိုဖြစ်ကြတဲ့ဆန်းမဟုတ်ပဲဗုဒ္ဓဘာသာထုံးတမ်းစင်လာနှင့်ညီပြုခဲ့သည်လာဖို့သူက6ဦးအာသုဘရှင်ကတန်တန်ပြန့်ပြန်တေသူကအဝတ်အစားစင်းစင်းရဲရဲကိုလေးလက်ဝန်ကြီးနဲ့အာသုဘသည်စီးဝါးမကြဖြစ်နေသည်တပည့်တော်ရဲ့ညီမလေးပါဖေဟာဝေးသွားတာကြပါပြီစေယုံမှာဆုံးပြီးမှသိရပါတယ်အရှင်ဖေဟာသူ့အတန်သည်ပဂတိတည်ငြိမ်နေသည်အာသုဘခေါင်းဖုံးကိုတံမရိုက်မီအမျိုးသမီးငယ်အားနောက်ဆုံးကြိမ်ကြည့်လိုက်မိသည်ကိုမြကျော်ကကျွန်တော်တို့ကိုကြောခိုင်းငါရက်လျက်ပြန်ကြွသွားသောတန်ဃာအရှင်အားငေးကြည့်နေသည်နက်နက်လင်းသည်နှင့်ကျွန်တော်ထံသို့ကိုမြကျော်ရောက်လာပြန်သည်လန်းဆန်းပေါ်ပါသောအပြုံးနှင့်ဖြစ်သည်မနေ့ညကကျွန်တော်နည်းနည်းလူသွားတယ်ဗျာလိုက်ခဲ့ပါဦးကိုခိုင်အောင်ကြီးကြောင်းရှိရင်လည်းဒီမနက်တော့လိုက်ကူပါဦးကျွန်တော်ညင်းစရာမရှိပါကျွန်တော်တို့စပိန်ကိုစီဖြင့်ထွက်လာခဲ့ကြသည်မနေ့ကအကြောင်းများကိုကျွန်တော်တို့ပြောခဲ့ကြသည်ကျွန်တော်ရင်ထဲ၌ဖြစ်တည်နေသောမိကွန်းတစ်ခုရှိသည်ကျွန်တော်သတိထားမိတယ်အဲ့ဒီအမျိုးသမီးကိုခမည်းသေချာမကြည့်ဖြစ်ဘူးနော်သူကကျွန်တော်ကိုအံ့ဩစွာကြည့်သည်နွမ်းလျစွာပြုံးသည်ဟုတ်တယ်ကိုခိုင်အောင်သူ့မျက်နှာကိုမကြည့်မိအောင်နေခဲ့တယ်ကျွန်တော်ကစကတည်းကအမေအာသုဘလိုခံစားပြီးလုပ်ခဲ့တာသူ့ကိုကြည့်မိရင်တစိမ့်မျက်နှာကိုမြင်ရပြီးအာယုံပြတ်သွားမှစိုးတယ်မင်းညကနိုးတဝက်နဲ့အမေကိုပဲမြင်နေတယ်အမေကိုကိုယ်တိုင်တကြိုလိုက်ရတယ်လို့ကျွန်တော်ခံစားရတယ်မဆန်းဖြူဘဝကတော်တော်ကြေကွဲစရာကောင်းပါတယ်သူ့ရင်သွေးအတွက်ပိုးပြီးစိတ်မကောင်းစရာပေါ့ဆိုင်းဘုတ်ပကြီးဆိုင်ငယ်တစ်ခုရှေ့တွင်ကျွန်တော်တို့ရက်ကြသည်ဆိုင်ထဲသို့သူဝင်သွားသည်တစ်သားမှတ်တိုင်တစ်ခုကိုယူပြီးကြေကြေနက်နက်ပြုံးလျက်သူထွက်လာသည်တက်တက်ရက်ရက်မှတ်တိုင်လေမဆန်းဖြူပေါက်တော်အသက်22နှစ်နီညိုရောင်ပြင်ပေါ်တွင်အဖြူရောင်ဆေးဖြင့်ဝိုင်းဆက်ဆက်ရေးထားသည်မနေ့ညကလေးကအပိသက်မှားခဲ့ခြင်းဖြစ်ပေမည်လှပလွန်သောသူ့စိတ်ကူးကိုရင်ထဲ၌ချီးကျူးနေမိသည်စင်စင်ရဲရဲတည်ရပေမဲ့ဘဝမှာမှတ်တိုင်လေးတစ်ခုတော့ရှိတင်ပါတယ်ဗျာကျွန်တော်တို့လှုပ်ပေးရမှာပေါ့ဟုတ်တယ်မလားကိုခိုင်အောင်ဘာကြောင့်မှမသိကျွန်တော်ဝမ်းနေသွားသည်သို့တော့ကြည်နူးနေသည်စကားပြန်မပြောမီသူ့ကိုပြုံးလျက်ခေါင်းညိတ်ပြမိသည်လူသားတို့သေဆုံးသွားသောအခါသူ့အတွက်ဝမ်းနေပူဆွေးသူအနှဲနေများရှိကြပါလိမ့်မည်အရေးကြီးသည်မှာတန်ဖိုးမဲ့ကြေကွဲမှုဖြစ်ပါသည်ကျွန်တော်တို့သေဆုံးသောအခါကျ
ကျွန်တော်တို့ဖို့တန်မိုးထားကြေကွဲသူအ ਨੇ ဆုံးတဦးတော်ရှိတဲ့ပါသည်ကန်ဆိုးမိုးမောင်ကြစွာနှင့်လူလောကကိုကြောခိုင်သွားခဲ့ရတော့လေသူမအားတန်မိုးထားကြေကွဲသူတဦးရှိနေခြင်းတွင်သူမသိခွင့်မကြုံတော့တော့လေမဆန်းဖြူကံကောင်းပါသည်စပိန်ကိုဆိုင်မှာထားခဲ့ပြီးစိုက်ကားတစ်စီးငှားကြသည်အကိုကြီးတို့ဘယ်ကိုသွားမလဲတင်းချိုင်းကိုစာပေအမှုပညာမျက်နှိုးသောကျောင်းဆရာတဦးကသူနှင့်မြည်သောမြမပတ်သက်သောတောသူမငယ်တဦး၏တင်းချိုင်းမြေပုံတွင်မှတ်တိုင်ငယ်တစ်ခုစိုက်ခဲ့ပါသည်ဤလူရွာမြေ၏တစ်ခုသောတင်းချိုင်းတနေရာတွင်သူခုမှပြင်းပြသောမှတ်တိုင်ငယ်တစ်ခုရှိပါသည်ထိုမှတ်တိုင်အောက်တွင်မဆန်းဖြူနှင့်ရင်သွေးငယ်တို့ငြိမ်းချမ်းနေကြပါပြီထိုမှတ်တိုင်သည်လွန်ခဲ့သောနှစ်ပေါင်း20ခန့်ကမှသေဆုံးသွားသောကျေးတော်သူမိခင်တို့၏မှတ်တိုင်လည်းဖြစ်နိုင်ပါသည်ထိုမှတ်တိုင်သည်အဝေနိကဒုက္ခနှင့်သေဆုံးသွားရသောအမျိုးသမီးများအတွက်မှတ်တိုင်လည်းဖြစ်နိုင်ပါသည်ထိုမှတ်တိုင်သည်မိခင်၏ဂီတမိခင်၏နှုတ်ရည်ကိုခံစားတောက်သုံးခွင့်မကြုံသောရင်သွေးငယ်များအတွက်မှတ်တိုင်လည်းဖြစ်နိုင်ပါသည်ထိုမှတ်တိုင်ကိုစိုက်ထူပေးသူ၏ဘဝမှတ်တိုင်လည်းဖြစ်နိုင်ပါသည်မုံမိုအင်းရအမှတ်တရ2000ပြည့်နှစ်စုရဝတ္ထုတို့များ